ကျမစကားများပါတယ်ဒါပေမဲ့ကျမလူတိုင်းနဲ့တော့စကားမပြောပါဘူးကျမမျက်နှာကခက်တီတီပဲနေပါတယ်မာနကြီးလို့တော့မဟုတ်ပါဘူးကျမရင်ထဲရမပိုင်ဘသူ့ကိုမှမပြုံးပြတတ်လို့ပါကျမကကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်းကိုတည်တည်တန့်တန့်လေးနေရတာကိုကြိုက်ပါတယ်တကူကောင်းဆန်လို့တော့မဟုတ်ပါဘူးကျမလူတွေနဲ့ရောထွေးထွေးမနေတတ်တာပါကျမကစကားလည်းမရှုပ်တတ်တယ်လို့လူတွေနဲ့လည်းရှုပ်ရှက်မနေတတ်ပါဘူးဘသူ့ကိုမှလည်းကိုယ့်ဘက်ကစပြီးမစော်ကားခဲ့ဘူးပါဘူးဒါပေမဲ့ကိုယ့်ပေါ်ဘောင်းကျော်လာရင်လည်းတိမခံတတ်ပါဘူးကိုယ့်ပေါ်တစ်ခါကောင်းရင်10ကပြန်ကောင်းဖို့လည်းကျမဝင်မလေးပါဘူးကိုယ့်ပေါ်တစ်ခါစော်ကားရင်လည်းအဲ့ဒီလူကိုကျမဘဝတစ်ခုလုံးစာမှတ်ထားတတ်ပါတယ်ဘသူ့ပေါ်မှာကိုယ့်ဘက်ကစပြီးအမျက်ထုတ်ခြင်းနဲ့စိတ်မရှိပါဘူးကိုယ့်အပေါ်လာပြီးအမျက်ထုတ်ရင်လည်းအဲ့ဒီလူကိုကျမတစ်ခါတည်းဘောင်ချဆုပ်ပါတယ်မျက်နှာကြောသာတင်းတာစိတ်ရင်းရတော့ဘာကောင်းတယ်လဲမမေးနဲ့ဘသူ့ကိုမှဟန်ဆောင်ပြီးလည်းမပြုံးပြတတ်တယ်လို့ဘသူနဲ့ပေါင်းတင်ဆက်ဆံရေးမှာပဲဖြစ်ကိုယ့်ဘက်ကဟန်ဆောင်မှုကဲပါတယ်ဘလို့လူတွေနဲ့ပေါင်းတင်ဆက်ဆံရေးမှာပဲဖြစ်ကိုဟာစိတ်ရင်းစေတနာနဲ့ပဲပေါင်းတင်တတ်တာမဟုတ်လို့တော်ရုံတန်ရုံလူတွေကိုတော့မခင်မင်တတ်တာကိုယ့်ရဲ့အားနဲ့ချက်ပါမရဲ့စိတ်တက်ကတော့ရှင်းပါတယ်လက်သီးလဲစုပ်တတ်တယ်လို့ကျမကလက်အုပ်လဲချီတတ်ပါတယ်တိခတ်တဲ့နေရာမှာခန့်နေပါရမီထူးပါတယ်သူများတိခတ်နိုင်တာထက်ကိုကျမကပို့ပြီးတော့မှတိခတ်တတ်ပါတယ်ဒါပေမဲ့တုံ့ပြန်ပြီဆိုလို့ရှိရင်လည်းအဲ့ဒီလူကကိုဘဝကိုတွေးထားရလောက်တဲ့အထီကိုကျမကစကလုံးနဲ့တင်အဲ့တစ်ဖက်လူကဘုံလဲသွားအောင်ကျမကတုံ့ပြန်တတ်ပါတယ်ပြောတတ်ပါတယ်ချစ်ရင်လည်းတစုံမောင်းရင်လည်းတစုံဖြစ်တယ်လို့ကျမကလေတရားတစ်ဖက်ဓာတ်တစ်ဖက်ကိုအမြဲတမ်းလက်ကင်ထားတဲ့သူမို့လို့ကျမရဲ့တုံ့ပြန်မှုတိုင်းကတော့တစ်ဖက်လူပေါ်မှာပဲမူတည်ပါတယ်ကျမရဲ့တုံ့ပြန်မှုတိုင်းကတစ်ဖက်လူရဲ့အချိုးပေါ်မှာလည်းမူတည်ပါတယ်တီးလုံးပြောင်းရင်တော့ကျမကချိုးပြောင်းတတ်ပါတယ်တင်ကောင်းလင်တော့ကျွန်ုပ်ကဘယ်တော့မှစိုးမှာမဟုတ်ပါဘူးရှင်